မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါမက်ဒီလက်တက္ကနီကယ်မြန်မာမှနေထွေးစာကျူဆိုပါတယ်ခင်ဗျာဒီ channel လေးကနေပြီးမိတ်ဆွေတို့နေ့စဉ်ဘဝရဲ့ကျန်းမာရေးကိစ္စတွေမှာအသုံးပြုနေရတဲ့စက်ပစ္စည်းတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာခင်မီတိုးတက်လာတာနဲ့အမျှကျွန်တော်တို့လူသားတွေအတွက်ကျန်းမာရေးကိစ္စတွေမှာအဖြေရှာတဲ့အချိန်မှာစက်ပစ္စည်းတွေကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်လို့နေဖြစ်ပါတယ်ကျွန်တော်တို့မက်ဒီလက်တက္ကနီကယ်မြန်မာ channel လေးကနေပြီးမိတ်ဆွေတို့အတွက်ဗဟုသုတရစေရန်အလုံးကစက်ပစ္စည်းတွေရဲ့အကြောင်းစက်ပစ္စည်းတွေအလုပ်လုပ်ပုံဘယ်လိုနည်းစနစ်တွေကိုအသုံးပြုထားတယ်ဆိုတာနဲ့ဘယ်လိုပြုပြင်ထိန်းသိမ်းသင့်တယ်ဆိုတာကိုစူးစမ်းပြီးဝေမျှပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်နေ့တွေမှာဗီဒီယိုအသစ်တွေနဲ့မိတ်ဆွေတို့အတွက်ဗဟုသုတရစရာတွေကိုဝေမျှပေးသွားမှာဖြစ်လို့ကျွန်တော်တို့မက်ဒီလက်တက္ကနီကယ်မြန်မာ channel လေးကို like and subscribe လေးနှိပ်သွားပေးကြပါအောင်ခင်ဗျာမိတ်ဆွေတို့တဦးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုအသစ်တွေမှာထပ်တွေ့ကြအောင်ခင်ဗျာ